အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ငွေလိမ်တာနဲ့ပတ်သက်ပြီးတော့ဗောနော်နည်းကျွန်တော်မျှဝေပေးမယ်ဘာလို့ဆိုတော့ကိုရီးယားဘက်ခြမ်းမှာလာလိမ်နဲ့သူပေးတဲ့အကောင့်ရပါတော့ဒါဟာနာဖန်အကောင့်ဖြစ်တယ်အဲ့တော့ကိုရီးယားဘက်ခြမ်းလိမ်တဲ့ဖြစ်စဉ်လေးကိုကျွန်တော်နည်းနည်းရှင်းပြပေးပြီဗောနော်နည်းနည်းလေးသတိထားလို့ရအောင်ဗောနော်နည်းနည်းလေးတော့တန်တရားဖြစ်စရာတော့ကောင်းပြီမဲ့ပုံမှန်သတိမထားမိတဲ့လူတွေဆိုလို့ရှိရင်တော့နည်းနည်းအလိမ်ခံနိုင်ခြင်းများတယ်ထဲမှာတော့ပါတယ်။ဘာလို့ဆိုအရင်တော့လည်းမြန်မာပြည်မှာဝေါ်ဘက်လိုမျိုးလိမ်တာတွေကတော့အများကြီးတော့ရှိတယ်။အဲ့တော့ကြားဖြတ်မှာမဟုတ်ဘူးပေါ့နော်။ဒီတိုင်း individual ဖြစ်နေလဲပဲလိမ်ကျင်တဲ့လူကကြံဖန်ပြီးတော့လိမ်နေတာပဲပေါ့နော်။အဲ့တော့ဖြစ်စဉ်အချင်းချုပ်လေးကျွန်တော်ပြပြမယ်။အဲ့တော့အဲ့ရက်ကကျွန်တော်ပေါ့နော်အထက်တန်းတုန်းကစာသင်ခဲ့တဲ့ဆရာပေါ့နော်သူ့ရဲ့ပုံနဲ့သူ့ရဲ့နာမည်နဲ့ပေါ့နော် Viber မှာတုံးထားတယ်တုံးထားပြီးတော့ကျွန်တော်ရဲ့ Viber ကိုဆက်သွယ်လာတယ်ပေါ့နော်အဲ့တော့ဖုန်းကြီးခေါ်တယ်အဲ့တော့မနေ့စော်ကြီးပဲဖုန်းကြီးခေါ်လာတဲ့အခါမှာကျွန်တော်ကတော့အစတော့ဘောတော့ပုံမှန်ကျွန်တော်အဲ့ဆရာနေရလဲကျွန်တော်ပုံမှန် Facebook မှာ Messenger မှာအရင်တော့လည်းစကားပြောရင်အဲ့ရပဲပြောကြတာပေါ့နော် Viber ကတော့ပြီးရင်နောက်တစ်ခုကကျွန်တော်ရဲ့ Viber နံပါတ်ကိုဒီဆရာကတိတာမရှိဘူးကျွန်တော်လည်းပေးထားမျိုးမရှိဘူးဘာလို့ဆိုတော့ကိုရီးယားနံပါတ်ဆိုတော့လေViber မှာပေးထားမျိုးတော့မရှိဘူးเนาะကျွန်တော်ဖုန်းနံပါတ်ကိုပြောင်းတာလည်းမဟုတ်ဘူးအကောင့်အသစ်ဖွင့်ပြီးတော့သုံးတာဖြစ်တဲ့အတွက်ပေါ့เนาะအဲ့လိုမျိုးအခြေအနေတော့ရှိထားတယ်ရှိထားတဲ့အခြေအနေမှာ तू ကဆက်သွယ်လာတယ်ကျွန်တော်ဖုန်းကင်လိုက်တော့ဖုန်းကိုနိုင်မကောင်းဆိုပြီးတော့ချတယ်အဲ့တော့အကူကြီးတောင်းတာပါလဲဆိုလို့ရှိရင်ဒေကူဘတ်မှာပေါ့เนาะsorry ဂိမဲဘတ်မှာပေါ့เนาะအတီတယောက်စေးုံတက်ရမှာပေါ့လို့เนาะအဲ့စကပြန်လိုက်ပြီးကုညီပေးလို့ရလားမေးတယ်နောက်ပြီးတော့အဲ့ရနေပြီးတော့ကျွန်တော်ဝေးတယ်ပေါ့เนาะကျွန်တော်နေရာပေါ့ဆို KDH တွေပါစီသွားအဝေးပဲသွားမှာဟုတ်3-4နာရီလောက်ဝေးအောင်အဲ့တော့တော့ဘာလုပ်လဲဆိုတော့1-2သိန်းလောက်ပေါ့เนาะအရေးပေါ်လိုနေသူစေးုံတက်နေတာ1-2သိန်းလောက်အရေးပေါ်လိုနေလို့ကုညီပေးပါပေါ့เนาะကျွန်တော်အဲ့ဒီမသိသေးဘူးအဲ့တော့ဒါပေမဲ့ပတ်စံတောင်းပြီး1-2သိန်းလောက်ကို तू ကဘာလုပ်လဲဆိုတော့မြန်မာပြည်ကနေပြီးတော့ကြက်လွှဲပြီးမှာပေါ့နော်1-2သိန်းလွှဲပြီးပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်စပြီးသတိထားမိရဲ့သတိထားမိတော့ကျွန်တော်အကောင့်ကိုကြည့်လိုက်တဲ့အချိန်မှာဆရာသုံးတဲ့ Viber အကောင့်မဟုတ်ဘူးအဲ့တော့နံပါတ်ကတော့မြန်မာနံပါတ်ပဲဒါပေမဲ့ကျွန်တော်ဆရာနဲ့ကျွန်တော်ကြားထဲမှာပြောထားတဲ့ conversation လုပ်ထူတဲ့နံပါတ်မျိုးမဟုတ်အစ်စ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒီမှာစပြီးတော့တတိထားမိရတည်တယ်အဲ့ရနဲ့ကျွန်တော်ဆရာကို Messenger ကနေပြီးဆက်သွယ်လိုက်တယ်အဲ့တော့ဆရာလည်းမဟုတ်ဘူးဆိုတော့ကျင်းသေးတယ်သူလည်းမဟုတ်ဘူးလို့ပြောတယ်အဲ့တော့တေချာပြီးတော့ဒါလိန်တဲ့ကိစ္စအဲ့တော့ဒါပေမဲ့ကျွန်တော်ရတယ်ပြဿနာမရှိဘူးကျွန်တော်မသိကြအောင်ပဲထပ်ပြီးတော့ဆောင်းနေလိုက်တယ်သူအဲ့တော့သူဘာလုပ်လဲဆိုတော့ကျွန်တော်ဟို1-2သိန်းစာပတ်စံလွှဲပေးမယ်ပေါ့နော်သူလွှဲပေးပေါ့အဲ့တော့ဘာလုပ်လဲဆိုတော့ကျွန်တော် KB အကောင့်ပေးလိုက်တယ်သူကကျွန်တော်ကို KB slip ပို့လာတယ်ကျွန်တော်ပတ်စံထည့်ပေးလိုက်ပြီเนาะအဲ့ဖြစ်တဲ့လူရဲ့အိမ်ကနေပြီးတော့ဆိုင်မှာသွားပြီးထည့်ပေးတယ်ပေါ့เนาะโอเคဟုတ်ပြီအဲ့တော့ငွေမဝင်လာဘူးပေါ့เนาะဒါပေမဲ့ကျွန်တော်သိနေလိမ့်နေဆိုတာလည်းသိနေငွေ slip တူဖြစ်မှာဆိုတာလည်းသိနေပြီဒါပေမဲ့မသိကြမယ်ဆက်ပြီးတော့နေလိုက်တယ်ဆက်ပြီးတော့စကားပြောလိုက်တယ်ပြောလိုက်တော့ဘာလုပ်လဲဆိုဒါဆိုလို့ရှိရင်ပေါ့เนาะ line မကောင်းလို့ဖြစ်မယ်ပေါ့เนาะကျွန်တော်တို့ကနေတိုင်း KB ကသုံးနေရဗျာငွေအလွှဲပြုတွေလုပ်နေရပြီးရင်ကျွန်တော်ကကိုရီးယားဘက်ချက်မှာလေမြန်မာပြည်ကဖုန်းလိုက်လည်းမဟုတ်အဲ့တော့ line မကောင်းဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာနဲ့ပြောတယ်အဲ့တော့လောကောက်လုပ်ပြီးတော့ပြန်ဝင်ကြည့်ပြီးပါညာနဲ့ပေါ့နော်အာယုံတော့အောင်ရှောက်ပြောတာပေါ့နော်ပြောပြီးတော့နောက်တစ်ပါထပ်ဖြစ်လဲဆိုတော့အဲ့လိုပြောပြီးတဲ့အချိန်မှာဒါရဇက်သေးပေါ့နော်ကျွန်တော်ဘာပြောလဲပတ်စံအရေးကြီးနေလို့အခုလွှဲပေးပါပေါ့နော်ငါဟိုဘက်အိမ်နဲ့မျက်နှာပြက်စရာဖြစ်တော့မဲ့ပတ်စံဘယ်လိုလုပ်ပြရမှာလဲငွေရမလို့ဟိုမှာလည်းအရေးကြီးလို့နေပြီဖြစ်တယ်ညာဖြစ်တယ်ဆိုကျွန်တော်လည်းပြောတယ်အစားတော့ပြောလိုက်တယ်ငွေမရောက်လာသေးဘူးပေါ့နော်ဒါမဲ့ကျွန်တော်ပြောဒါမဲ့ရွှေ့လိုက်တယ်ဘယ်လိုလုပ်လိုက်လဲဆိုတော့ကျွန်တော်ကโอเคအဲ့ဒီစကားနည်းနည်းပြောပြီးရဲ့အချိန်မှာကျွန်တော်တို့ဘာပြောလိုက်လဲဆိုတော့ဒီ slip ကအတူကြီးပေါ့နော်အဲ့တော့ slip ကကျွန်တော်စစ်ပြီးသွားပြီ slip ကအတူကြီးပေါ့နော် line မကောင်းတာလည်းမဟုတ်လောကောက်ထွက်ကြလည်းမလို့ slip ကအတူကြီးဖြစ်ဒါပေမဲ့ဆရာအရေးတကြီးလိုနေရဆိုလို့ရှိရင်ရ
ပြဿနာမရှိဘူးကျွန်တော်လွှဲပေးမယ် site လွှဲပေးမယ်ဆိုပြီးကျွန်တော်ပြောလိုက်တာပေါ့နော်ဟိုဆရာလို့ပဲတိထားတဲ့ပုံစံမျိုးနဲ့ပြောလိုက်ဒါပေမဲ့ဟိုသစ္စာတော့ရှိရဲ့လူလိန်လို့ပဲပြောရမလားမသိဘူးဟိုကျွန်တော်တိသွားတာကိုပဲရိမ့်မိရအကြောင်းလားမသိဘူးကျွန်တော်မေးတယ်2သိန်းပဲလား2သိန်းကလောက်ပြီလားပေါ့နော်လိုတလောက်ပြောကျွန်တော်လွှဲပေးမယ်အာမနာတယ်ပေါ့နော်2သိန်းထပ်ပို့လဲလွှဲပေးမယ်ပေါ့နော်အဲ့တော့သူကပြောလဲဆိုရအဲ့2သိန်းမလွှဲပေးပေါ့ဆိုကျွန်တော်ဘဏ်အကောင့်တောင်းလိုက်တဲ့အချိန်မှာကျတော့ဟာနာဘဏ်အကောင့်ပို့လာတယ်ဟာနာဘဏ်အကောင့်ကျွန်တော် description မှာလည်းပဲနာမည်နဲ့အကောင့်ကိုကျွန်တော်ရေးပေးထားတယ်ပေါ့နော်အဲ့ဒီအကောင့်မှာကျွန်တော်စဉ်းစားမိသလောက်ဒီအကောင့်ကိုကျွန်တော်လူလိန်နေရဲ့ post မှာခဏတွေ့ဘူးတို့လို့တော့ရှိရတယ်ဒါမှတည်ချာတော့မဟုတ်ဘူးအဲ့နာမည်နဲ့အဲ့အကောင့်ရင်းနှီးနေတဲ့ပုံစံမျိုးတော့ရှိတယ် bank account name ကိုအဲ့တော့ဒီကိုရီးယားနဲ့ပတ်သက်တဲ့ group တွေမှာလည်းခဏတွေ့ဘူးတဲ့ပုံစံမျိုးတော့ရှိတယ်အဲ့တော့တော်တော်များများ like လိန်နေတဲ့ပုံစံမှာရှိတယ်အဲ့တော့ပြောချင်တာအဓိကကျွန်တော်ဆရာနဲ့ဂျားတွေကဆက်သွယ်မှုဆက်နွယ်မှုကို तू ကဘယ်လိုလုပ်သိတာလဲပေါ့နော်ဒါပဲတစ်ချက်ကပေါ့နော်ပြီးလို့ရှိရင်ဆရာရဲ့ပုံနေဆရာရဲ့နာမည်တွေယူပြီးတော့ကျွန်တော်တို့ဂျားထဲမှာရှိတဲ့ relationship တစ်ခုကို तू ကသိထားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောတယ်ပြီးရင်နောက်တစ်ချက်ကကြတော့ ဖုန်းနံပါတ်ကတော့ပြောင်းထားတယ်ပေါ့နော်ဟိုအရန်တတိထားမိရဲ့လို့ဆိုလို့ရှိရင်ဟိုဂိမ်းမဆိုင်မိရဲ့လို့ဆိုလို့ရှိရင်ဩဆရာဒီလိုပုံစံမျိုးတွေကဘေးနေရာမှာလည်းတွေ့ရတယ်ဆိုတော့တခြားနေရာတွေမှာလည်းတွေ့ရတယ်ဟိုမိသားစုတွေလိုမျိုးဦးလေးတွေအတော်တွေလိုမျိုးအဲ့လိုမျိုးတွေနဲ့ဟိုဆက်ပြီးလိန်နေတဲ့ကိစ္စတွေလည်းဖြစ်စဉ်တွေလည်းအများကြီးရှိထားတယ်ပေါ့နော်တွေ့ထားရတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲပြောဒါကနည်းနည်းတတိထားစရာကောင်းတဲ့အချက်လို့မြင်တယ်တော်ရုံတာမန်ဆိုလို့ရှိရင်ကျွန်တော်တို့ယုံကျင်စရာတော့ကောင်းတာပေါ့နော်ပြီးရင်နောက်တစ်ချက်ကသူတို့သုံးတဲ့ twist ကဘာလဲဆိုလို့ရှိရင်ငွေပေးလိုက်ပြီးကျွန်တော်ကိုဒီ slip ပို့ပြီးဆိုတာနဲ့ result ဘာဖြစ်တယ်ဆိုတော့ငွေကိုရဖို့ပဲသူလုံးမပန်းနေဒီဂျားထဲမှာဆက်ဆံရေးပြားပါတယောက်နဲ့အားနိုင်ကြပါအဓိကကျွန်တော်ဘက်ကစိတ်ရှုပ်လာအောင်အာရုံတော့မခံတော့ပဲလေလွှဲပေးလာအောင်သူနဲ့ဟိုဘက်ကြားမှာဘယ်လိုမျိုးဆက်ဆံရေးထိခိုက်လာနိုင်နေဒီသူအဓိကတော့ဗျာသူ့စီကိုငွေရောက်လာဖို့ဥတီပြီးတော့တင်းနေဖိပြီးတော့ပြောနေတာပေါ့နော်အဲ့တော့တာမန်တချို့အထူးသဖြင့် main ကလေးတွေပါရီဆိုလို့ရှိရင်ဒီအချင်းတွေမှာဆိုလို့ရှိရင်အလိန်ခံကြတာများတယ်ပေါ့နော်အဲ့လိုအချင်းအဲ့တော့တချို့ကြတော့ခုနပြောသလိုမိသားစုတွေဖြစ်တယ်အဲ့တော့ကျွန်တော်လည်းခဏတွေ့ဘူးတယ်ခုနတော့ငွေထွဲပြီးမှမဟုတ်ဘူးဆိုတာသိတာဘောဖုန်းနံပါတ်ကိုပြန်စစ်မိရပါဘောကျွန်တော်ကတော့ငွေတောင်းနေရဖုန်းနံပါတ်ကိုစစ်လိုက်တဲ့အချိန်မှာမဟုတ်ဘူးဆိုတာကိုသိတယ်အဲ့ဒီအကြောင်းမလို့ကျွန်တော်တော့ဘာမှမဖြစ်လိုက်ဘူးအဲ့တော့ဒါကအန်ရများတဲ့အချက်တစ်ခုပဲဖြစ်တယ်အဲ့တော့ပို့ပြီးဆိုတာပေါ့နော်ဒါမြန်မာလည်းမဟုတ်ဘူးမြန်မာနံပါတ်တွေမြန်မာအကောင့်တွေနဲ့လိမ့်တာလည်းမဟုတ်ဘူးဒါသည်ကျွန်တော်တို့ကိုရီးယားဘဏ်အကောင့်နဲ့လိမ့်တာအဲ့တော့နည်းနည်းတော့ထူးဆန်းတယ်ပေါ့ဒီဆက်နွယ်မှုကိုဘေးကနေဘယ်လိုရှာလဲဒီချက်လက်တွေကိုသူတို့ဘယ်လိုရတာလဲဒါနည်းနည်းတော့စိုးရင်စရာတော့ကောင်းတဲ့အခြေအနေမှာရှိတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အားလုံးဒီလိုမျိုးကိစ္စတွေကို use site ဖို့เนาะ Facebook မှာပဲဖြစ်ဖြစ်Messenger မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ Fiverr မှာပဲဖြစ်ဖြစ်ဒါလေး use site ဖို့လိုတယ်ပေါ့เนาะဒါကျွန်တော်အတွေ့အကြုံပေါ့เนาะကျွန်တော်ပုံမှန်အဖြစ်လိန်နိုင်တဲ့ဘယ်တော့မှမတိုးဘူးပါဘူးဒါပထမအဆုံးပဲကျွန်တော်လာပြီးတော့ဟိုဖြစ်တာအဲ့တော့ကျွန်တော်လည်းသတိထားပြီးစစ်လိုက်တဲ့အချိန်မှာမဟုတ်ဘူးဆိုတာတွေ့တယ်ပေါ့เนาะအဲ့တော့တခြားသူတွေလည်းပဲအဲ့လိုမျိုးဖြစ်မှာဆိုလို့ပေါ့လိန်တဲ့အကောင့်ကိုရီးယားဘဏ်အကောင့်ဖြစ်နေတဲ့အတွက်ပေါ့เนาะသတိပေးရခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်